ရန်ကုန်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ဝင်းကြီးများရုံမှာ Premium Season ဟာလာဟော့ဘော့ကိုစားဖို့ကျွန်တော်အခုရောက်နေပြီဒီနေ့ကအကင်လဲစားမှာမဟုတ်ဘူးတခြား menu တွေလည်းစားမှာမဟုတ်ဘဲနဲ့ hot pot စားမှာမို့လို့အဆက်ဘက်ကလည်းနည်းထည့်အချိုးဘက်ကလည်းနည်းနည်းထည့်ထားတယ်ဒီလိုမျိုး raw သားတွေလည်းစားမယ်ဒီလိုစားကြအောင်ဗျာ Bismillah ဘာလာဘရက်တယ်လားဘူးလေးလည်းနည်းနည်းအေးလေးဗျာအဓိကကျွန်တော်စားချင်တဲ့ကျွန်တော်အမျိုးသမီးပူဇာလို့ဖလဲကိုရောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ကဲဗျာဘလို့မီဂျူနေနဲ့ဘလို့ premium ဆက်ဆံ quality တွေနဲ့ဘလို့ဟင်းရည်တွေနဲ့ဖန်တီးထားလဲဆိုအသေးစိတ်စားပြအောင်မှာဖြစ်ပါတယ်။ Let's go ဒီနေ့ကအကင်လဲစားမှာမဟုတ်ဘူးတခြား menu တွေလည်းစားမှာမဟုတ်ဘဲနဲ့ hot pot စားမှာမို့လို့ကိုယ်တိုင်ကိုယ်ကျအရင်ရွေးလဲပါအောင်ခင်ဗျာထုံထုံ hot pot လဲစားမှာမို့လို့ကဲဟုတ်ပြီရွေးလို့လည်းပြီးသွားပြီဆိုတော့ hot pot ကအပေါ်တက်မှာပေးစီထိုင်စားကဲဗျာသွားမယ်ဗျာကျွန်တော်တို့လူများနေအောင်စားခြင်းတဲ့ဟာတွေတတိချာလေးမှားထားလိုက်ပြီးအပြင်မှာလည်းမိုးလေးအေးနေတယ်ဗျာဒီလိုနေရာမှာဒီလိုအချိန်ဒီလိုဟာလာနဲ့ပတ်သက်ပြီးတော့တတိချာ season ကြဖန်တီးရမှာရမိုက်တယ်ဆိုတော့ဒီ OE ဆိုလို့ရှိရင်သူကအချိုးရဲ့အဆက်ကကျွန်တော်မှားထားတယ်အချိုးကြီးပဲ2မျိုးလုံးမှားထားလို့ရတယ်လို့အဆက်ကြီးလေး2မျိုးမှားလို့ရတယ်ခင်ဗျာဈေးရပြီဆိုလို့ရှိရင်ဘယ်လောက်ရှိမှာတော့2000ဝယ်3000ဝန်းကျင်ပဲရှိမယ်နော် OE လုံးဝပြည့်ဖြည့်ထားပြီမယ်ဒီရတယ်ဆိုလို့ရှိရင်ကျွန်တော်အလကတ်ပုံစံနဲ့တွားလို့ရတယ်ဒီလောက်အပြားကြီးဒီလောက်နော်ဒီလိုမျိုးပမာဏဆိုလို့ရှိရင်ဗျာ1000ကျော်ဝန်းကျင်ပဲရှိတယ်ပြီးတော့မဲသားရှိမယ်စိတ်သားရှိမယ်ငါးရှိမယ်ပဇွန်ရှိမယ်စက်သားလည်းရှိတယ်ဆိုတော့ရမိုက်ဘိုက်တော့စားနေပြီဆိုတော့ရေးဆွဲလိုက်ကြမလား refill လေးတွေပြန်ထည့်ပေးပါအရေးကတော့လုံးဝအဝ refill ဆိုတော့မိုက်တယ်မဟုတ်ဘိုက်တော့စားနေငါတို့စားလိုက်တော့မယ်နော်โอเคအားဆိုလို့စူလိုက်ပြီဆိုတော့ထည့်လိုက်တော့ခေါက်ဆွဲဒီခေါက်ဆွဲနည်းနည်းကြာမှာဆိုတော့ကြိုးထည့်ထားလိုက်အဆက်ဘက်ကလည်းနည်းနည်းထည့်အချိုးဘက်ကလည်းနည်းနည်းထည့်ထားတယ်ကျွန်တော်ဗျာ2မျိုးလုံးစားကြတော့2မျိုးလုံးမှားထားတယ်ဗျာဒီလိုမျိုး raw သားတွေလည်းစားမယ်ဒီလိုမျိုးအကင်ပုံစံ style အောင်လည်းဒုတ်ထိုးနဲ့စားမှာဆိုတော့စီစဉ်တာတော်တော်လေးစီစဉ်နေကြတယ်ဗျာအဲ့ဒါကိုတို့နည်းနည်းတော်တော်လေးဆူလာပြီဆိုအသားလက်ထည့်ဟိုအရွက်ထည့်လိုက်တယ်မနော်အရွက်ဆိုလို့ရှိရင်ကျွန်တော်ဒီကတော့ကျွန်တော်တီးတဲ့တမင်စီစဉ်ခိုင်းထားပေးတာအမှန်တကယ်သူက plate တွေနဲ့ထားပြီးတာပြောင်းမှုဆိုပြောင်းမှုမော်လောင်းဆိုမော်လောင်းဒီဘာဆိုဘာညာဆိုညာတိတိကျကျလေး plate တစ်ခုချင်းနဲ့ရွေးချယ်လို့ရတယ်ကိုကြိုက်တာလေးတွေပဲကိုထည့်လို့ရတယ်နော်ဒီလိုလေးကဒီကောင်ဆိုလို့ရှိရင်ကိုလိုစားနေကြမဟုတ်ဘူးမြင်နေကြမဟုတ်ဘူးမြင့်နုစိန်လို့ခေါ်တယ်ကောင်းထည့်လိုက်တော့မယ်နော်အဆန်းလေးပဲโอเคအချိုးထည့်ကိုသွားဖို့ထည့်လိုက်မယ်ဒီလူစိမ်းလေးထည့်မယ်နောက်ပြီးတော့ကျွန်တော်အရန်ကြိုက်တဲ့ငါအသားအယိုးလုံးဝမပါတာလေးလည်းထည့်ခဲ့ပါတယ်ပြီးတော့ခေါက်ဆွဲတွေထည့်မယ်ပြီးတော့ hot pot စားလို့ရှိရင်မပါမဖြစ်ပါကိုပါတဲ့နဲ့ ingredient တွေအကုန်လုံးထည့်လိုက်ပါတယ်ဗျာအားလုံးကြက်လောက်နေပြီဆိုတော့လုံးထည့်ပြီးတော့စားလိုက်ကြမယ်မှန်တကယ်ကတော့ဗျာအိမ်မှာချက်ရတာပြင်းလို့လာစားတာဒီမှာကိုယ်တိုင်ပြန်ချက်နေရ hot pot style ဒါပဲโอเคစားကြမွေးနေမှာနော်လုံးဝနည်းနည်းလေးလည်းကဲဒီလိုလေးဆွဲလိုက်ကြရအောင်ကဲစားကြအောင်ဗျာ Bismillah ဘာလာဘရက်တယ်လားမှန်နော်စားပဲမလို့အဆက်လုံးဝပြင်းမဟုတ်ဘူးကောင်းရတဲ့အရေးဗျာဒီလိုနော်အရေးလေးဒီတော့ကောင်းပါတယ်ဆိုရဲအရေးရဲ့ဒီလိုတစ်ခုရှိတယ်ဗျာအဓိကသူပြုလုပ်ပုံကြီးကတော့ငါးတွေကြက်သားတွေအမဲသားတွေအမဲရုပ်နဲ့တတိချက်ချပေါင်းစပ်ပြီးဖန်တီးရတဲ့အရေးကို base ထားရတာမဟုတ်လို့သဘောဆက်ဆံတကယ် quality အစစ်အောင်ရတယ်ဗျာအဆက်ကလည်းမိုက်တယ်အရှိုးလေးလည်းသုံးဆောင်ကြည့်အောင်မယ်ကျွန်တော်ဒီ raw တွေကိုတီးတန့်လဲစားလို့ရတယ်လို့ plain ဆိုရဲဆိုင်ရမယ်ဒီတဲ့အတိုင်းအကင်နဲ့ပတ်သက်ပြီးတော့ dollar signature ဖြစ်တယ်အဲ့အကင်ကိုကျွန်တော် medium နဲ့ကင်တာမဟုတ်ဘူးဒီတစ်ခေါက်ဒီလိုဂျုံထိုးဟော့ပေါ့ပုံစံမျိုးလှုပ်ရှားမှာဖြစ်ပါတယ်အောက်ကလည်းမှားလို့ရတယ်ဒီထဲလည်းတိတက်လေးမှားလိုက်တာ
ဆက်လေးနဲ့နည်းနည်းထည့်လိုက်မယ်နည်းနည်းလေးချိုးလေးနဲ့နည်းနည်းထည့်လိုက်အောင် raw တဲ့အသားတွေနဲ့ပတ်သက်ပြီးတော့ hot pot အရသာကိုလည်းခန်းစားလို့ရသလိုယခုလိုဒုတ်ထိုးကိုလည်း hot pot style နဲ့ဒုတ်ထိုး hot pot style နဲ့စားလို့ရပါတယ်နောက်ပြီးတော့ဒီမှာလည်းအသား quality ကောင်းကောင်းနေတဲ့တော်တော်လေးသုံးထားတယ်ကျွန်တော်အကြိုက်တကအကြိုက်ဆုံးပြောမယ်ဆိုလို့ရှိရင်တော့ပဇွန်ပန်းပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပဇွန်ကို mayonnaise တွေပါနဲ့တိတိကျကျ marinate လုပ်ပြီးမှအသီးသက်အလုံးလေးတွေကိုကိုဖြည်းဖြည်းချင်းထည့်ပြီးမှစားတာပဲဖြစ်ပါတယ်နောက်ပြီးတော့ကြိုက်တဲ့ချက်ကကျွန်တော် hot pot စားပြီဆိုလို့ရှိရင် sauce တွေပါတိတ်မဆက်တတ်ဘူးခင်ဗျာဒီကမိတ်ဆွေတွေဒီကဝန်ထမ်းလေးတွေအခုကြည့်တော့မှကျွန်တော်ဆက်ခိုင်းခဲ့ပါသူတို့ဆက်တဲ့ sauce ကတော့ကျွန်တော်အကြိုက်ဆုံး sauce ဆက်နေလို့တော့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတော့အချင်းတက်နေတာပိုသဘောကျတဲ့ချူချူစိမ့်ချင်းဆက်ကလေးနဲ့စားလိုက်ရတဲ့ sauce ကတော့ဒုတ်တူ hot pot အတွက်ဆိုပို့ပြီးလိုက်တဲ့အပြင်အမဲမိုးခိုသားတွေပြီးတော့အမဲဘိုးသားတွေဘာတွေကိုယခုလိုပေးတဲ့ sauce နဲ့တွဲဖက်စားသုံးလိုက်တဲ့အခါမှာတော့မိတ်ဆွေရအပြင်မှာမိုးလေအေးပြီးတော့ယခုလို hot pot quality ကောင်းမစားတာကျွန်တော်တို့အတွက်အတော်လေးကြာလာပြီဗျhot pot စားသုံးတဲ့သူတွေအတွက်လည်း comfortable ဖြစ်အောင်လို့ flame bag ကလည်းအတော်လေးပြင်ဆင်ထားပါတယ်ဗျ။သူ့ဘက်ကကြည့်ပြီးပြောမယ်ဆိုလို့ရှိရင်တော့တယောက်နှစ်ယောက်စားတယ်ဆိုတာတဲ့မိတ်ဆွေအမြောက်အများမိသားစုတွေစားတာပိုတန်တယ်လို့ကျွန်တော်မြင်ပါတယ်။ပြီး hot pot စားမယ်ဆိုလို့ရှိရင်လည်း၄ယောက်ခုံနေ၈ယောက်ခုံနေမိသားစုဝိုင်းနေရတာပြင်ဆင်ထားပါတယ်ဗျ။တုံးချတဲ့ hot pot အနှစ်ကိုယ်တိုင်ရတယ် flame အဓိက signature ဖြစ်တယ်လို့ ingredient အသေးစိတ်ကစားဟာလာတွေပဲအဓိကထားသုံးထားပါတယ်။ဒါကြောင့်မို့လို့ raw ingredient တွေစပြီးတော့ကျွန်တော်တို့ဇပွဲပေါ်ရောက်တဲ့အထိ flame ရဲ့ကိုယ်ပိုင်အဓိက signature ပဲဖြစ်ပါတယ်။ ပေါ့ကောင်းဒီလို premium quality နဲ့ဟာလာကကျွန်တော်ရန်ကုန်မြို့မှာမရှိတာအတော်လေးကြာသွားပြီဗျဒီလိုနေရာဒီလိုမြို့လက်ကောင်မှာဒီလို style နဲ့ဒီလိုဟာလာဟော့ဖို့ဒီလို Chinese ဆန်တကြစားတဲ့ပြင်တော့အရင်မိုက်တယ်နော်ဆိုတော့အကြီးကတော့မိတ်ဆွေကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲတကယ်ငါးတွေကြက်သားတွေအမဲသားတွေအမဲရုပ်တွေကြပေါင်းစပ်ထားတဲ့အပြင်မှာတဘာဝအကြဆုံးဖန်တီးထားတာမို့လို့သူစားပြီးရင်တော့မှတိတ်ပြီးတော့မရှိငတ်ချင်းပြည့်တော့တိတ်မရှိဘူးဆိုတော့ အရေးကျသွားရင်တော့ငံသွားတာလုံးဝမရှိဘူး တိတ်မရှိဘူးနော်ဆိုတော့ဗျာနောက်ဆုံးအမြင်နဲ့လာစားပြမဲ့ဆိုင်ထဲမှာ flame ပေါလာပဲဒီလိုဆိုင်မျိုးဖန်တီးပေးတဲ့ဟာလောက်အကောင်းဆုံးဖန်တီးပေးတာမို့လို့ flame ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာ